လာမယ့်48နာရီအတွင်းကချင်ပြည်နယ်နဲ့မကွေးတိုင်းကပြည်သူတွေအထူးသတိထားရမယ့်မိုးလေဝသအခြေအနေရှိနေပါတယ်ဒေါက်တာဆိုင်းခွန်အားကရဲ့ခံမှန်းချက်တွေအရကချင်ပြည်နယ်မှာမေလ9ရက်နေ့အထိမိုးဆက်ရွာနိုင်ပြီးပူတာအိုနဲ့မြေကြီးနားခရိုင်တွေမှာမိုးရေချိန်4လက်မအထိကိုနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်ဒါကြောင့်မြစ်ချောင်းအနီးမြေနှိမ်ပိုင်းနေထိုင်သူတွေအထူးသတိပြုကြဖို့လိုအပ်ပါတယ်မကွေးတိုင်းမှာဆိုရင်လည်းလာမယ့်48နာရီအတွင်းစောနဲ့6စေတုတ်တရာနဲ့ရေနံချောင်းငဖေးနဲ့မင်းဘူးမြို့ကြားဒေသတွေမှာမိုးများနိုင်ပါတယ်အထူးသတိထားရမှာကမကွေးတိုင်းလုံးမှာမိုးနဲ့လေတပြိုင်တည်းရောနှောတိုက်ခတ်နိုင်တဲ့အတွက်လေပြင်းအန္တရာယ်ကိုကာကွယ်ဖို့နေအိမ်အမိုးအကာတွေကိုအချိန်မီခိုင်ခန့်လုံခြုံအောင်ပြုလုပ်ထားကြဖို့အထူးသတိပေးထားပါတယ်ရာသီဥတုအပြောင်းလဲကိုအချိန်မီသိရှိပြင်ဆင်နိုင်ဖို့ဒီဗီဒီယိုလေးကိုသင်ရဲ့နီးစပ်ရာမိတ်ဆွေတွေစီအခုပဲ share ပြီးသတင်းဝေမျှပေးလိုက်ပါအောင်